ဟုတ်တယ်မြတ်စွာဘုရားကိုပူဇေးမိပူဇော်ပါ၏ရှင်ဘုရားဓမ္မတရားတော်မြတ်ကိုပူဇေးမိပူဇော်ပါ၏ရှင်ဘုရားတန်ဃာတော်မြတ်ကိုပူဇေးမိပူဇော်ပါ၏ရှင်ဘုရားမာတာဘီတုနံမိဘနှစ်ပါးတို့လည်းရှိခိုးကြော့ပါ၏ရှင်ဘုရားအာစတိယနံဆရာသမားတို့လည်းရှိခိုးကြော့ပါ၏ရှင်ဘုရားဒေါ်ဆောင်နဲ့တောင်းဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့နဲ့ပြင်မဆောင်နဲ့နဲ့မင်းကြီးလေးပါရှိခိုးကြော့ပါ၏တပည့်တော်မှာတရားနာရန်ပင်ဖိတ်ပါ၏ရှင်ဘုရားဝီတော်မှာယုံနဲ့နှစ်ပါးခန္ဓာ၅ပါးကိုလူရန်မာ၏ရှင်ဘုရားဩဃတာကာယကံဝစီကံမနောကံဒီဟုသောပြည့်ခတ်သိမ့်ပါပြောင်းငြိမ်းရသက်ရှိသောနာမေယံမေခင်ကြောင့်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါဖျားရနာတရားရနာတန်ခါရနာယတနာမြတ်သုံးပါးတို့ကိုယိုသေးလေးမြတ်လောက်အောင်မူရရှိခိုးပူဇော်မှုမျောမှန်လျှော့ကြောပါ၏ရှင်ဖေယဤသို့ကြောရသောအကျိုးအားကြောင့်အပေလေးပါကတုံမာရပြည့်ရှိပါယံသူမျိုး၅ပါးဝိပါတိတရားယတနာတရား၅ပါးတို့မှာခါကတဲ့ငိလွန်ငိမ့်ပြီးဖြစ်ရမဲ့တရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤရှင်ပေယနမောတတဘဂဝါတော်ရတော်သမ္မန္တဗုဒ္ဓတာနမောတတဘဂဝါတော်ရတော်သမ္မန္တဗုဒ္ဓတာနမောတတဘဂဝါတော်ရတော်သမ္မန္တဗုဒ္ဓမောတတဘဂဝါတော်ရတော်သမ္မန္တဗုဒ္ဓတာဗုဒ္ဓံကိစ္ဆာမိဓမ္မံကိစ္ဆာမိသံကိစ္ဆာမိဒုတိယမိဗုဒ္ဓံတရံကိစ္ဆာမိဒုတိယမိဓမ္မံတရံကိစ္ဆာမိဒုတိယမိသံဃံတရံကိစ္ဆာတတိယမိဗုဒ္ဓံတရံကိစ္ဆာမိတတိယမိဓမ္မံတရံကိစ္ဆာမိတတိယမိသံဃံတရံကိစ္ဆာအာမဗန္တိပါဤရှင်ဖေယပါရာတိပါဒဝေရာမိတိခာဗရံသမာရိယာမိအာရိဏာဒါနာဝေရာမိတိခာဗရံသမာရိယာမိကာမေတုမိစ္ဆာစာရာဝေရာမိတိခာဗရံသမာရိယာမုဒဝါရာဝေရာမိတိခာဗရံသမာရိယာဒူရာမေရာယမြစ္ဆာပမာဒဌာနာဝေရာမိတိခာဗရံသမာရိယာမိအာမဗန္တိပါဤရှင်ဖေယအခုတန်ကောနောင်ကတ္တဗဂောရမနောင်ပွင့်မီရိမြမြတ်စွာဘုရားရှိခိုးကြောပါဤရှင်ဘုရား